ကျွန်တော်နဲ့တရေချောက်တော်အိမ်ကိုကြီးလွန်ခဲ့တဲ့3နှစ်ခန့်ကကျွန်တော်တငယ်ချင်းကျော်ကကျွန်တော်ကိုစွန့်ပစ်ထားတဲ့အိမ်ဟိုတစ်ခုကိုသူနဲ့တူသွားမလားဆိုပြီးတော့မိခဲ့ပါတယ်။အဲ့ဒီစွန့်ပစ်ထားတဲ့အိမ်ကိုကြီးကကျွန်တော်ရဲ့မြို့မှာတော့အဲ့ဒီအောင်သွားတဲ့လူတိုင်းကတရေအချောက်ခင်ရတယ်ဆိုပြီးတော့နာမည်ကြီးရင်အဲ့ဒီအိမ်အိုကြီးစီကိုသွားတဲ့လူတိုင်းကတရားရတာမဟုတ်ရင်ယူသွားတဲ့လူတွေကြီးပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကကျွန်းကိုအိမ်အိုကြီးစီကိုဘယ်တော့မှမသွားဘူးဆိုပြီးတော့ပြောလိုက်တယ်။ကျွန်တော်ကကျွန်တော်ကိုအိမ်အိုကြီးတဲ့ကိုသူနဲ့တူလိုက်ခဲ့မယ်ဆိုရင်ကျွန်တော်ကိုမိမလှလေးတယောက်နဲ့မိတ်ဆက်ပြီးမှမလို့လိုက်ခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။ကျွန်တော်ကလည်းမိမလှလေးနဲ့မိတ်ဆက်ပြီးမယ်ဆိုတာကြောင့်စိတ်ဝင်စားလို့သွားခဲ့ပြီးတော့သူ့ရဲ့တောင်းဆိုမှုကိုမငြင်းနိုင်ခဲ့ပါဘူး။တညမှာကျွန်တော်တို့ညောက်ကအဲ့ဒီအိမ်အိုကြီးစီကိုသွားခဲ့ကျွန်တော်တို့ကအိမ်အိုတွင်းကိုတဖြည်းဖြည်းဝင်သွားတဲ့အခါမှာမိသားစုတစုရဲ့ပုံတူပကြီးတွေကိုမြင်လိုက်ရတယ်။အဲ့ဒီပကြီးပုံတွေကလူတွေရဲ့သွားတွေကတရိษံတွေရဲ့သွားတွေလိုပဲစွတ်ထက်နေတာသူတို့ရဲ့ပါဇက်တွိုင်းမှာသွေးတွေပေးနေအောင်မြင်လိုက်တော့ကျွန်တော်စတိမွေးကြီးနဲ့ထသွားခဲ့ကျွန်တော်တို့ကဓမီရဲ့အလင်းရောင်နဲ့တူပပတ်လေးကိုကြည့်ခဲ့ကြတယ်ရုတ်တရက်ကျွန်တော်ကမိဖို့ကြောင်တရားနေပြီးတော့ညညူတန်နဲ့ပကံတန်တွေကိုကြားလိုက်ရတယ်ကျွန်တော်မိဖို့ကြောင်တဲဝင်သွားပြီးတော့ဓမီနဲ့ဟိုဟိုတီတီဆန်းထုတ်လိုက်တော့အခန်းရဲ့အလဲစပွဲပေါ်မှာပကံတွေခရင်တွေနဲ့ဒါရိကိုစနစ်တကျတသိရက်စီထားတော့တွေ့လိုက်ရတယ်။ကျွန်တော်အနီးကပ်သွားပြီးတော့စူးစက်ကြည့်လိုက်တဲ့အချိန်မှာပကံတွေပေါ်ကအယိုးတွေကိုတွေ့လိုက်ရတယ်။အဲ့ဒီအယိုးတွေကလူတစ်ယောက်ရဲ့ဥကိုင်းခွန်ကိုပိုင်းဖြတ်ထားတဲ့အယိုးတွေဖြစ်နေခဲ့ပါတယ်။ကျွန်တော်အော်ဟစ်ပြီးတော့ကျွန်းစီကိုထပ်ပြေးသွား။ကျွန်တော်သူ့ကိုဒီအိမ်ထဲကနေအမြတ်ထွက်သွားရအောင်ဆိုပြီးပြောလိုက်တယ်။ဒါပေမဲ့ကျွန်းကငါတို့ကဒီလမ်းကိုလာဖို့ရွေးချယ်ခဲ့ကြပဲ။ပြီးမှပဲငါတို့ပြန်မယ်။အခုဒုတိယထပ်ကိုသွားဆိုပြီးတော့ပြောခဲ့ရင်ကျွန်တော်ကျွန်းကိုဒီအိမ်ထဲကနေထွက်သွားဖို့အကြောင်းလောက်ပြီးပြောသူကနားမထောင်ခဲ့ပါဘူးကျွန်တော်တို့ဒုတိယထပ်ကိုရောက်တဲ့အခါမှာအဲ့ဒီညမှာလေးပဲနေရန်ပေါ်မှာပကြီးကားရိချိတ်ဆွဲထားတော့မြင်ရတယ်ပကြီးကားရိကအလိုအိုဟောင်းနေပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိသားစုရဲ့ပုံဖြစ်တယ်သူတို့ရဲ့မျက်နှာတွေကတွန်းလင်းရှုပ်ပွားပြီးတော့အသားရည်တွေကနေရခဲ့ပြီးတော့ဝက်ချံအဆက်ပြောက်တွေကလေတကူလုံးရှိနေခဲ့တယ်ဒါပြင်လက်သေးရှိကြီးတွေကိုပိုင်ဆိုင်ထားပုံကစတိမွေးညချပွဲပဲဖြစ်ပါတယ်။ကျွန်တော်ကပထမတကားဖွင့်ပြီးဝင်သွားတဲ့အချိန်မှာမောင်မဲနေရဲ့အခန်းထဲကနေပြီးတော့အော်တန်တစ်ခုကိုကြားလိုက်ရတယ်။အဲဒီအချိန်မှာအယူစုပုံစံခန္ဓာကိုယ်နဲ့အမျိုးသမီးတူကကျွန်တော်စီကိုတွားသွားပြီးလာနေအောင်မြင်လိုက်ရတယ်။ကျွန်တော်လန့်သွားပြီးတော့နောက်ပြန်လဲပြေးဖို့ကြိုးစားတဲ့အချိန်မှာအေးဆက်တဲ့လူတွေကကျွန်တော်မျက်နှာကိုရိုက်ခတ်သွားတယ်။တစ်ချိန်တည်းမှပဲအမျိုးသမီးကပျောက်ကွယ်သွားခဲ့။ကျွန်တော်ကသွေးတွေခြောက်ချနေခဲ့လို့ကျွန်တော်ရဲ့ကြောက်လန့်မှုကအဆုံးရောက်သွားခဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုပြန်လဲလှူရှားဖို့စတင်လိုက်တဲ့အချိန်မှာတခြားခဲကနေကျုံရဲ့ဆူဆူဝဝအော်တဲ့ကျွန်တော်ကြားလိုက်ရတယ်ကျွန်တော်ကျုံကိုညီဖို့အပြေးလွှားသွားခဲ့ပြီမဲ့အခန်းတကားကိုလောချထားခဲ့ကျွန်တော်တကားလက်ကင်ဖို့ကိုင်ပြီးတော့ကျုံကိုတကားဖွင့်ဖို့နှစ်ကြိမ်အော်ပြောလိုက်တယ်တကားနောက်ခရနေပြီးတော့ကျုံအနီးနားကပကံတွေတချင်ချင်မြည်တဲ့တန်နဲ့လူတချို့ရဲ့တခိခိရဲ့တန်တွေကြားခဲ့ရတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးနဲ့တကားကိုတွန်းဖွေးတာတကားကမပြတ်စီခဲ့ဘူးကျွန်တော်ဘေးပပတ်လေးမှာတော့ရှာခဲ့ပြီးမြရှာမတွေ့ခဲ့ဘူးအဲ့ဒီအချိန်မှာကျွန်တော်တခုခုပြောတော့ကြားလိုက်ရတာကျွန်တော်နားကိုတကားနောက်ကပ်ပြီးတော့နားထောင်လိုက်ရတယ်ကျွန်တော်ကငါချိန်နဲ့တည်းဆိုပြီးတော့ပြောရတဲ့ကြားတဲ့အချိန်မှာကျွန်တော်တကားကိုချိန်နဲ့ကန်ဆောင်ခဲ့ပြီးမြဘာမှပြောင်းလဲမသွားခဲ့ပါဘူးကျွန်တော်ရွေးချယ်စရာမရှိတဲ့အဆုံးရဲကိုခေါ်လိုက်တယ်ကျွန်တော်တို့အပြုတ်ပေးခံရမယ်ဆိုရင်တော့ကျွန်းကိုရဲရီကဲလိုက်နိုင်မယ်လို့ကျွန်တော်တွေးရင်ရဲရီရောက်လာတဲ့အချိန်မှာဒီအိမ်မှာလူတွေအများကြီးတည်ဆုံခဲ့မှုတွေအကြောင်းဒေါသထွတ်ထွတ်နဲ့ကျွန်တော်ပြောပြခဲ့ရဲအရာရှိတွေကတကားလက်ကင်ဖို့ချိုးပြက်ပြီးတော့တကားကိုဖွင့်ပြီးတော့အထဲဝင်သွားတဲ့အချိန်မှာကျွန်တော်တို့အားလုံးကအံ့ဩသွားခဲ့ကျွန်တော်ကအထွင်းကန်တထဲလေးတောင်ဝစ်ဆင်ထားပြီးတော့သူ့ရဲ့ဘိုက်မှာခရင်ချီရာတွေကိုတွေ့ရတယ်ကျုံးရဲ့ဘေးပတ်ပတ်လေးမှာအနဲ့ရအရည်တွေထဲထားတဲ့ပကံတွေတွေ့လိုက်ရတယ်ကျွန်တော်ကမင်းတို့ရဲ့အစာကိုစားပါမင်းတို့ရဲ့အစာကိုမြေရှိတ်စားပါဆိုပြီးတော့တူရေရွနေခဲ့ကျွန်တော်ကအဲ့ဒီလိုရေရွနေတဲ့အချိန်မှာရုတ်တရက်ဓာတ်ကိုလူယူပြီးတော့သူ့ရဲ့ဘိုက်ကိုသူကိုယ်တိုင်ထိုးဖို့ကြိုးစားခဲ့ရဲအရာရှိတွေကသူ့ရဲ့ဓာတ်ကိုလူယူလိုက်တဲ့အချိန်မှာကျွန်တော်ကအော်ဟစ်နေခဲ့ကျွန်တော်ကဓာတ်ကိုနောက်တစ်ချိန်ပြန်လူခဲ့ရမို့ရဲရီကကျွန်တော်ပြန်ပြီးထိန်းချုပ်လိုက်ရတယ်ကျွန်တော်အိမ်အပြေကိုခေါ်သွားတဲ့အချိန်မှာ
နာကျင်စွာအော်ဟစ်နေပြီးတော့မူမေးလဲသွားခဲ့ကျွန်းကိုလူနာတင်နဲ့ခေါ်ဆောင်သွားပြီးတော့လေယာဉ်မှာခွဲစိတ်ကူးတောင်းမှုခံယူလိုက်ရတယ်ရက်အနေငယ်ကြာပြီးတော့ကျွန်တော်ကသူ့စီကိုအလေသွားခဲ့ပါတယ်သူကကျွန်တော်ကိုတော့မကြည့်ပဲမျက်နှာချက်ကိုကြည့်ပြီးပြောနေခဲ့အဲ့ဒီညငါဘွားမှာအကောင်းဆုံးညပဲငါအခန်းဝင်သွားတဲ့ခါမှာပိန်လူရှည်မျောနေတဲ့မိသားစုတစုတွေ့ရတယ်ဒါပေမဲ့သူတို့ကအရန်လာပဲဒါကြောင့်သူတို့ရဲ့စာလောင်မှုကိုဖြည့်ဆည်းဖို့ငါဆုံးဖြတ်ခဲ့တယ်ငါစပွဲပေါ်ကိုလေးလိုက်တာနဲ့သူတို့ကငါ့ရဲ့အသားကိုစားဖို့ပြေနေအောင်မြင်လိုက်တာငါအရန်ပျော်တယ်ငါ့ရဲ့ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တယ်ဆိုတာမယုံနိုင်ကြပဲအဲ့ဒီလိုမြင့်မြတ်တဲ့သူတွေကိုကျွေးမွေးဖို့ငါသွားခဲ့တာကြိုပြောနေတဲ့အချိန်မှာပဲသူ့ရဲ့မျက်လုံးထဲကနေသူ့ရဲ့မျက်ရည်တွေစီးကျလာခဲ့ပြီးတော့ဂျုံကကျွန်ုပ်စိမ့်စိမ့်ကကြည့်ပြီးတော့မင်းပါလို့သူတို့အစားစားနေတဲ့အချိန်လာရလေမင်းသာနောက်မရှက်ခဲ့သူတို့ငါ့ကိုစားပြီးနေလောက်ပြီငါ့ကိုအဲ့ဒီအိမ်ပြန်ဖို့ပဲသူတို့ငါ့ကိုစောင့်နေကြတယ်အဲ့ဒီလိုဆိုပြီးတော့ကျွန်တော်ရဲ့အင်ဂျီကော်လန်နေဆွဲကင်ပြီးတော့အော်ဟီတောင်းဆိုခဲ့ဆယ်ဝီနဲ့သူနာပြိုတွေကအမြဲရောက်လာပြီးတော့ကျိုးကိုဖန်တီးထားလိုက်ကြတယ်ကျွန်တော်ကရွေးချယ်စရာမရှိတာကြောင့်အရန်တုန်လှုပ်သွားခဲ့ဒါပေမဲ့လေကျွန်တော်စိတ်ရွာနေထွက်လာခဲ့ကျွန်တော်ကျုံကိုဘာတကူမှမပြောနိုင်ခဲ့တဲ့အတွက်ညှော်လင်းချက်မရှိတော့တလို့ပဲကျွန်တော်ငိုခဲ့မိကျုံကအဲ့ဒီဖြစ်ပျက်တွေကိုရက်အနေငယ်ကြားတဲ့အခါမှာမိသွားလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပြီးတော့ကျွန်တော်ကကျိုးကိုဆက်သွယ်ဖို့ကြိုးစားလိုက်တယ်ကျွန်တော်ပြန်ကြားလိုက်တာကျုံကသူ့ရဲ့ဘိုက်ကိုသူ့ရဲ့လက်တွေနဲ့စုပ်ပြဲဖို့ကြိုးစားပြီးတော့အိမ်အိုကြီးရဲ့မိသားစုကိုငါစာပေးရမယ်ဆိုပြီးကြောက်ကတန်းတွေအော်နေခဲ့ရမို့သူ့ကိုစိတ်တဆဆေးရုံပို့လိုက်ရတဲ့ကြောင်းစိတ်တဆဆေးရုံမှာလေးပဲသူကနေရန်တွေပေါ်မှာအိမ်အောင်ကမိသားစုရဲ့ပုံတွေကိုရေးဆွဲနေခဲ့ကြောင်းတွေ့ကိုပါပဲအဲ့ဒီအိမ်အိုကြီးရဲ့မိသားစုကကျုံတက်တဲ့သွားနဲ့လက်သေးရွှေတွေကိုပိုင်ဆိုင်ထားမို့ဒီနေ့ကလူတွေအနေနဲ့ကတော့မွန်စတာလို့မြင်နိုင်ပါတယ်ကျွန်တော်အဲ့ဒီဖြစ်ပျက်ကိုမကြာခဏတွေးမိခဲ့ပြီးတော့ကျိုဒီလိုဖြစ်သွားတဲ့ပုံစံကိုစိတ်ကူးတော့မရှိနိုင်ပါဘူးကျုံကိုသူအသက်ကြီးလာတာနဲ့ပြန်ကောင်းလာဖို့ပဲကျွန်တော်မျှော်လင့်မိပါတော့တယ်